မြန်မာတမိုင်းတွေကရှုပ်ဝဲရှင်များရခိုင်ကိုင်းလာနဲ့အစ္စလာမ်ဘာသာဝင်ယုံကြတို့ရဲ့တမိုင်းအကြောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာရှင်မြန်မာရဲ့ဆိုရင်ညာရှင်နေမှာကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တက်ဆက်ပေးတော့မယ့်အကြောင်းအရာကတော့ရခိုင်ကိုင်းလာနဲ့အစ္စလာမ်ဘာသာဝင်ယုံကြတို့ရဲ့တမိုင်းအကြောင်းကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာရခိုင်ကိုင်းလာရှိခင်ကလေးကအချစ်တိုင်းမြနောက်တိုင်းကုန်သွယ်မှုလမ်းကြောင်းပေါ်မှာတည်ရှိခဲ့တဲ့ဒေသတစ်ခုဖြစ်ပါတယ်ဒီခိုင်နေတဲ့လူရဲ့ဖွဲ့စည်းပုံဟာရာစုနှစ်ပေါင်းများစွာတဲ့ပြောင်းလဲမှုများစွာရှိခဲ့ပါတယ်။အစ္စလာမ်ဘာသာဝင်ဝင်ကြတဲ့ရခိုင်ဒေသကိုဘလို့ရောက်ရှိလာတယ်လဲဆိုတဲ့အပေါ်ပမိုင်းရှုထောင့်အမျိုးမျိုးရှိနေပါရဲ့။တမိုင်းမှတ်တမ်းတွေအရချီယာစုကနေစစ်လျာစုတွင်အာရကုံတွေဟာဘင်္ဂလားပင်လယ်အော်ကိုဖြတ်တန်းပြီးအရှိအပြားကိုတွားရမှာရခိုင်ကမ်းရိုးတန်းကိုစခန်းချက်နေရကအတုံးပြပြကြပါတယ်။ဒီကာလမှာအခြေချက်တန်ရက်ခုတွေဟာဒေသခံတွေနဲ့ပေါင်းစည်းပြီးအစ္စလာမ်ဘာသာဝင်အနွေဝင်တွေစတင်ရှိလာခဲ့တယ်လို့တမိုင်းကညာကျန်ဆိုတာဆိုကြပါတယ်။1500ရာစုအေဒီ1430ခုနှစ်မှာတော့ထူးခြားတဲ့တမိုင်းခေတ်တစ်ခုရှိခဲ့ပါတယ်။ရခိုင်ပြည်မင်းစုံမဟာနမ်ပလင်ပြန်ရဖို့တဲ့ဘင်္ဂလားစစ်ဗတာမင်းစီကအကူအညီတန်းကန်ခဲ့ပါတယ်။ထိုအရှင်ကပါလာတဲ့အစ္စလာမ်ဘာသာဝင်စိတ်ကြီးတို့တချို့ဟာရခိုင်ပြည်မှာပင်အရှိရှနိုင်ထင်ခွဲ့တက်ခဲ့ကြပါတယ်။ဒါဟာရခိုင်ပြည်အနေနဲ့အစ္စလာမ်ယဉ်ကျေးမှုထိတိမှုအချိန်ဟောအနည်းဆုံးကာလဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အကြီးမားဆုံးသောအဓိကလူဦးရေစစ်ပြောင်းမှုကတော့1824ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲအပြီးမှာစတင်ခဲ့တာဖြစ်ပါတယ်။ဗြိတိရှတို့ဟာရခိုင်ဒေသကိုအုပ်ချုပ်တဲ့အခါစစ်ပြိုးရေးတိုးရှိဖို့အတွက်အိနီရှင်စစ်တကောင်းဒေသကလေလောက်သားတွေကိုအလုံးရင်းနဲ့ခေါ်ယူခဲ့ပါတယ်။နေဆက်မြင်းမရှိတဲ့အဲ့ဒီခေတ်မှာအဲ့ဒီစစ်ပြောင်းမှုဟာလွယ်ကူခဲ့ပြီးစေစုနှစ်ပေါင်းများစွာကျင်းလူဦးရေဣတိတတာတိုးပွားလာခဲ့ပါတယ်။1948ခုနှစ်မြန်မာနိုင်ငံလဲလဲရပြီးနောက်ပိုင်းမှာတော့ဒီလူဦးရေပြဿနာဟာနိုင်ငံရေးအရာအရေးပါလာပါတယ်။ရောက်ရှိနေထိုင်သူတွေကမိမိတို့ကိုဒီဝင်ကြဆိုတဲ့အမည်နာမနဲ့တရင်သားအဖြစ်အတိမတ်ပြုခံရဖို့ကြိုးပမ်းလာကြတယ်လို့မြန်မာလူဦးရေနဲ့ပမိုင်းတင်ရရှင်အများစုကတော့ဒါကိုဗြိတိရှခေတ်ကရောက်လာတဲ့ဘင်္ဂလီအနေဝင်တွေအဖြစ်ပဲသတ်မှတ်ကြပါတယ်။ဒီနေရာမှာအစ္စလာမ်ဘာသာအနေဝင်ယုံကြတို့နဲ့ပတ်သက်ပြီးတော့အထူးကကြတဲ့အယူဆနှစ်ခုကိုညှက်တွက်စာပေးကြပေးသွားပါမယ်။တမိုင်းတင်ရရှင်အရှုံးနဲ့ယုံကြဟုအမိခံရသူများရဲ့အဆွေပြုရှင်မှာက၎င်းတို့အစ္စလာမ်ဘာသာဝင်ယုံကြတို့သည်ရခိုင်ဒေသတို့စီအခင်ကလေးကရောက်ရှိနေထိုင်သူများကိုဆိုကြပါရဲ့။ဒါပေမဲ့မြန်မာတမိုင်းပညာရှင်အများစုတဲ့အစိုးရ၏အဆိုပြုချက်မှာ၎င်းတို့အစ္စလာမ်ဘာသာဝင်ယိုဟန်ဂျာတို့သည်မြေရှိအင်္ဂလိပ်လက်ချက်တင်မှရောက်ရှိလာသူများတို့မဟုတ်ခိုးဝင်လာသူများဟုသတ်မှတ်ကြပါရဲ့ကျွန်တော်ရဲ့တင်ဆက်မှုကိုညီကုန်းချပါရနော်ရခိုင်ဒေသကအစ္စလာမ်ဘာသာဝင်ရဲ့တမိုင်းကြောင်းဟာရှေးဟောင်းကုန်သွယ်မှုလမ်းကြောင်းဘရင်များ၏ဆက်ဆံရေးနဲ့ဗြိတိရှတို့ရဲ့ကိုလိုနီမူဝါဒတည်းရုပ်ရှင်ရဲ့ရှုပ်ထွေးလာတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာမယ်ကျွန်တော်ရဲ့ရွှေမြန်မာရစဝဲများရှင်တွေကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်သားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ